မေတန်းနုနဲ့သူနဲ့ကွဲအောင်လုပ်တဲ့အပြင်ငွေကြီးအရာပါထိခိုက်အောင်လုပ်ခဲ့တဲ့အားနဲ့စားတဲ့နာမည်ကြီးမင်းသားကိုချပြခဲ့တဲ့စင်ရောမောင်မောင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ထက်ဆင်အကယ်ဒမီမင်းသမီးကြီးမေတန်းနုကတော့နိုင်ရှင်လို့မရလောက်အောင်တဘာဝကျပြပြင်းတဲ့တရုတ်ဆောင်ချက်တွေနဲ့အောင်မြင်မှုတရဖူဆောင်းလာခဲ့တာဟာနှစ်အတော်ကြာခဲ့ပြီဖြစ်ပါတယ်အံ့အားသင်လောက်အောင်အရွယ်တင်နုပြိုလှပတဲ့မေတန်းနုကယနေ့တိုင်အောင်ပိမ့်ပိမ့်သွဲသွဲခန္ဓာကိုယ်လေးနဲ့ပရိသတ်တွေရဲ့အချစ်ကိုခံယူထားစေဖြစ်ပါတယ်မေတန်းနုကလည်းတစ်ချိန်လုံးကမြမရုပ်ရှင်လောကရဲ့ထိပ်တန်းကျယ်ဝန်းတစ်ယောက်ဖြစ်တယ်လို့ယနေ့အချိန်ထိလည်းအောင်မြင်နေသူဖြစ်ပါတယ်ထက်ဆင်အကယ်ဒမီဒါရိုက်တာဇင်ယောမောင်မောင်ကဇင်ယောမောင်မောင်ကိုရိုင်းရဲ့အထုပ်ပတ်တိစာအုပ်ထဲမှာဇနီးအောင်ဖြစ်သူမင်းသမီးမေတန်းနုနဲ့ချစ်ခရီးလန်းစာတင်ခဲ့ပုံအမတ်တရအကြောင်းအရာတွေကိုကျွန်တော်နဲ့မေတန်းနုခေါင်းစဉ်ပေးကထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်ဇင်ယောမောင်မောင်ရဲ့ကိုရိုင်းရဲ့အထုပ်ပတ်တိစာအုပ်မိတ်ဆက်ပွဲနဲ့လက်မှတ်ရေးထိုးပွဲအခမ်းအနားကို2025ခုနှစ်ဖေဖော်ဝါရီလ12ရက်မနက်ပိုင်းကရန်ကုန်မြို့ရှိဂျန်ရှင်စီတီမြင်းကြီးဓမ္မပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါစာအုပ်ထုတ်ဝေဖြန့်ချိမှုသတင်းနဲ့ဇင်ယောမောင်မောင်ရဲ့အင်တာဗျူးဖြေဆိုမှုသတင်းတွေအွန်လိုင်းမီဒီယာများနဲ့စာပေလောကအတွင်းပြန်နှံလာခဲ့ပြီးတဲ့နောက်မင်းသမီးမေတန်းနုဘက်ကတုံ့ပြန်ဖြေကြားမှုတချို့စတင်ခဲ့ပါတယ်။၎င်းတို့ရဲ့အတိတ်ဟောင်းကပုံတွေထည့်သွင်းဖော်ပြမှုအပေါ်အတိပေးခြင်းမရှိခဲ့တဲ့အတွက်သဘောမတွေ့ကြောင်းနဲ့ခွင့်ပြုချက်တောင်းခံသင့်ကြောင်းဒရိုက်တာဇင်ယောမောင်မောင်ရေးသားတဲ့အတိတ်ဖြစ်စဉ်တွေမှာ၎င်းတို့ရဲ့အတိတ်ကဖြစ်စဉ်အကြောင်းတွေပါဝင်လာမှာကိုသိရှိထားတာကြောင့်စာအုပ်ကိုဖတ်ဖို့မလိုအပ်တဲ့အပြင်ကိုယ့်အကြောင်းကိုယ်သာအသိဆုံးဖြစ်ကြောင်းထက်ဆင်အကယ်ဒမီမင်းသမီးမေတန်းနုကမီဒီယာတွေထံအတီးလင်းပြောဆိုခဲ့တာပါဇင်ယောမောင်မောင်ကတော့နှစ်တွေအကြာကြီးနေမှဇနီးဖြစ်သူမေတန်းနုနဲ့လမ်းခွဲခဲ့ရတဲ့အကြောင်းတွေကိုအခုလိုထုတ်ပြောလာခဲ့ပါတယ်အနုပညာလောကသားတွေဖြစ်တဲ့မေတန်းနုနဲ့ဇင်ယောမောင်မောင်တို့ဟာအောင်မြင်မှုတွေရရှိလာတဲ့အချိန်ထိတယောက်နဲ့တယောက်ကိုညီဖေးမှပေးပြီးစောင့်ရှောက်ခဲ့ကြသူတွေပါ။နှစ်ယောက်သားနားလည်မှုရှိရှိနဲ့အခက်ခဲတွေတိုင်းကိုကြော်ဖြတ်ခဲ့ကြပြီးလက်ထက်ကတဦးရဲသောတာလီမင်းသက်မောင်မောင်ကိုလည်းပိုင်ဆိုင်ခဲ့ကြပါတယ်။အဲဒီနောက်ပိုင်းမှာတော့မေတန်းနုဘက်ကနေစပြီးနာမည်နှလုံးနဲ့အနဲ့စားတဲ့မင်းသားနဲ့ဇလန်တွေဖြစ်နေကြတာကိုဇင်ယောမောင်မောင်ကတည်သွားပြီးပြဿနာတွေဖြစ်ကြရင်နဲ့ကွာရှင်းပြက်စဲကြတဲ့အခြေအနေတွေထိရောက်ကုန်တာပဲဖြစ်ပါတယ်။အဆိုပါအားနဲ့စားတဲ့မင်းသားကမေတန်းနုနဲ့ဇလန်တွေရှုံယုံနဲ့မလုံလောက်ပဲလောင်ကစားတွေလှုပ်တက်အောင်မှတင်ပေးသွားခဲ့တယ်လို့သိရပါတယ်။လောင်ကစားတွေနောက်လိုက်ရင်မေတန်းနုလည်းငွေကြေးကိစ္စတွေနဲ့ပြဿနာတက်ရုပ်ရှင်ကားရိုက်တွေပါနားလိုက်ရတာကြောင့်အောင်မြင်မှုအရှိန်အဝါရနေတော့ပြိုကွဲသွားခဲ့ပါတယ်ဆိုပြီးဇင်ယောမောင်မောင်ကတော့အနဲ့စားတဲ့မင်းသားရဲ့နာမည်ကိုအတိအကျထုံမပြောပဲအဆိုပါမင်းသားကြောင့်သူတို့မိသားစုရဲ့ပျော်ရွှင်စရာအချိန်တွေပျက်စီးခဲ့ရသလိုအောင်မြင်မှုတွေလည်းအတော်အသင့်လျော့သွားခဲ့တဲ့ဆိုပြီးဖွင့်ဟလာခဲ့တာပဲဖြစ်ပါတယ်။ဇင်ယောမောင်မောင်အနေနဲ့တော့အနဲ့စားတဲ့မင်းသားကိုအတိအကျအပေါ်ထုတ်ခဲ့တော့လေသူမိသားစုကိုပြိုကွဲစေခဲ့သူငွေကြေးနဲ့အတူအောင်မြင်မှုတွေကိုလည်းဖျက်ဆီးစေခဲ့သူအဖြစ်ဆွဆွဲထားခဲ့ပါတယ်။ဒီအကြောင်းကြောင့်ပဲပရိသတ်တွေကအာနဲ့စားတဲ့မင်းသားကဘယ်သူလဲဆိုတာစိတ်ဝင်စားနေကြတာပါ။ပရိသတ်တချို့ကတော့အဲ့ဒီအချိန်ကရှားတဲ့မင်းသားအန်ကျော်ကိုသတိထားမိကြပြီးဇင်ယောမောင်မောင်ရဲ့အဆိုအရအဲ့ဒီအနေငယ်သားရှိတဲ့အာနဲ့စားတဲ့မင်းသားကသူပဲဖြစ်မယ်လို့မှတ်ချက်ပေးကြတာဖြစ်ပါတယ်။တချို့ကလည်းနာမည်အနည်းဆုံးအားနဲ့စားတဲ့သူမဟုတ်ပဲနာမည်အားနဲ့ဆုံးတဲ့မင်းသားတအုပ်ဖြစ်နိုင်မယ်လို့သဘောထားထုတ်ဖော်ခဲ့ကြတာပဲဖြစ်ပါတယ်။မေတန်းနုနဲ့ခက်ပြိုင်မင်းသားတွေထဲမှာရန်အောင်ရဲအောင်တို့လိုနာမည်ကြီးမင်းသားတွေလည်းရှိနေတာကြောင့်အမှန်တကယ်ဘသူဖြစ်မလဲဆိုတာကတော့ဝေဖန်သုံးသပ်နေစေဖြစ်ပါတယ်။ဇင်ယောမောင်မောင်အနေနဲ့မေတန်းနုနဲ့လက်ထပ်ပြီးချိန်ကလေးကမေတန်းနုကမင်းသားတွေတယောက်ပြီးတယောက်နဲ့တဝင်းတိုးပြီးသမုတ်ခဲ့တယ်လို့နှီးဆက်သူတချို့ကပြောလာကြပါတယ်။ရိုင်းနေတာတွေလည်းရှိပြီးကိုရိုင်းကလည်းတသစ္စာမင်းသမီးအငယ်တွေနဲ့ဇလန်တွေရှုပ်ထားတာကြောင့်တိမခံနိုင်တော့တဲ့အစုံကွာရှင်းခဲ့ကြတာလို့ပြောလာကြတာပါ။ဒါကြောင့်လည်းမေတန်းနုကဇင်ယောမောင်မောင်နဲ့ပြန်ပေါင်းထုတ်ဖို့အရေးခါခါတီးတီးညင်ခဲ့တာပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းဇင်ယောမောင်မောင်ကအားနဲ့စားတဲ့မင်းသားကိုအတီးကြကြီးဆွဆွဲပြောဆိုလာခဲ့တာကြောင့်အခြေအနေတွေကပိုပြီးတင်းမာလာကုန်ကြတာပဲဖြစ်ပါတယ်။